ဒူးတုတ်ထိုင်းနေရမလားတုတ်ထိုင်းနေရမလားဖေမဟုတ်ဘူးလေဘယ်လိုအချိန်ဘယ်လိုနေရဘယ်လိုနေ့တွေကိုဒူးတုတ်ထိုင်းရမလဲဆိုတာကျုပ်ပြောမယ်လေချွင်းချက်ကလေးနဲ့နေ့တိုင်းမဟုတ်ပါဘူးအချိန်တိုင်းမဟုတ်ပါလူနေတဲ့အိမ်ဆိုတာယဟန်တန်ကလည်းကြွလာတတ်တယ်မိဘဘိုးဘွားဆရာသမားဧကောင်းတောင်ကောင်းတွေလည်းလာတတ်တယ်အဲ့ဒီလိုနေ့မှလေဒူးတုတ်ထိုင်ပိုကောင်းတယ်ဒီလိုဒူးတုတ်မထိုင်မဲနဲ့ယဟန်တန်ကနဲ့ဧကောင်းတောင်ကောင်းမိကောင်းဆွေကောင်းမိဘဘိုးဘွားဆရာသမားတွေလာတဲ့အချိန်ငါသမီးတို့ကလူငယ်သဘာဝလင်နဲ့ကပ်ပြီးတော့ပူပူကက်ကတို့ကနန်းစိတ်ကနန်းနေရင်လေသူတော်ကောင်းတဲ့လူကြီးတွေမျက်တောင်မွေးစူးရတဲ့သမီးတွေဒါဆိုတာပြုတ်ကောင်းအောင်နေပါသဘောပေါက်လားပြိဿကြီးနံပါတ်6ပြီးသွားပြီပေါ့ပြိဿကြီးနံပါတ်9ကဘာပါလဲကောင်းအောင်စားပါကောင်းအောင်စားပါဆိုတာလေကြက်သားဝက်သားကြီးနေ့စဉ်ချက်စားခိုင်းတာမဟုတ်ဘူးကောင်းအောင်စားပါဆိုတာကတရားနာပြိဿကြီးမနဲ့မိုးလင်းလို့ရှိရင်သမီးရဲ့တဲ့မျက်နှာသိမျက်နှာသိရုံနဲ့မကပဲနဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဓမ္မတွေမှတ်သွားနော်ဒီလက်ကဆွန့်ချက်မှာတဲ့ဒါကြောင့်လက်ဆေးခိုင်းတယ်ဒီလက်ကဆွန့်ချက်မှာတကားဖြစ်ဖြစ်ဒကမဖြစ်ဖြစ်မှတ်သွားကြဆွန့်ချက်မဲ့ဒကာဒကမတွေမျက်နှာသိရုံနဲ့မကဘူးလက်နှစ်ဖက်ပါစင်အောင်ဆေးတဲ့အဲဒီလက်ဘာလို့ဆေးခိုင်းတာအဲ့နေတော့ခမရတို့လက်ကြောင့်ခမရတို့မသိဘူးမျက်လုံးတိုင်းနှာခေါင်းတိုင်းရည်မနေနဲ့ရည်စရာတော့မှတ်မသွားနဲ့နော်ဟောဒီလက်ကငါသမီးဆွန့်ချက်မယ်ဖယားဆွန့်တော်တင်မယ်တန်ဃာတော်ဆွန့်လောက်မယ်လင်းသားနဲ့ရောက်ခမကိုခူးကျွေးမယ်မှတ်ထားဗျသက္ကိစ္စဒါနဖြစ်အောင်မှားနေတယ်ဒါကြောင့်တရားနာပြိဿကြီးဟိုမှားပုံကကောင်းအောင်စားပါဆိုတာကငါသမီးတဲ့မျက်နှာတစ်လက်နှစ်ဖက်စင်အောင်စေးချက်ပြုတ်ပြီးတော့ဖယားဆွန့်တော်တင်တန်ဃာတော်ဆွန့်လောက်လင်းသားနဲ့ရောက်ခမအရင်ခူးကျွေးပြီးတော့ကိုကနောက်မှစားပါမှတ်ကြနောက်မှစားရမယ်တဲ့လင်းသားအရင်ခူးကျွေးကိုကနောက်မှစားရကြတယ်ဗျရှင်ဗျာဟာမကြဘူးထင်တယ်ဗျတပည့်တော်တို့ကလင်းနဲ့မရတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာချင်းဆိုင်လက်ရည်တစ်ပြင်းကြီးစားခြင်းတာအရှင်ဘုရားနောက်မှစားသူဟာမကြပါဘူးခရလည်းမလုံနဲ့နေ့တိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ပြောရအောင်ဘယ်လိုနေ့တော့ဧည့်သည်လာတဲ့နေ့ကဲဆိုကြပါစို့ခင်ဗျားတို့ဟိုလင်မယား2ယောက်ရှိတဲ့အိမ်ဆိုကြပါစို့ပြေက2ယောက်ရှိတဲ့အိမ်ထမင်းဘယ်2ယောက်စာချက်မလို့2ယောက်စာပဲချက်ပါပေါ့အဲ့ဒါဧည့်သည်တယောက်ရောက်လာပြီဆိုကြပါစို့ဧည့်သည်တယောက်ရောက်လာတော့ဘယ်2ယောက်ဖြစ်ထမင်းစားချိန်ကြတော့လေလင်မယား2ယောက်စာချက်ထားတဲ့ထမင်းကိုဧည့်သည်ရောကိုကနောက်မှမစားဘဲနဲ့ပြိဿကြီး2ယောက်စာကို3ယောက်ထိုင်စားလို့ဝမဝအဲ့ဒါလင်သားမျက်နှာပြက်တတ်တဲ့နောက်မှစားရမှာတဲ့ဧည့်သည်အစားစားရတဲ့သမီးရဲ့တဲ့ဟင်းကုံသွားလဲအိုးလူစားလို့ဖြစ်တယ်ထမင်းမလောက်လဲထတ်ချက်လို့ရတယ်လင်မျက်နှာမပြက်ဘူးတဲ့ဒါကြောင့်အဲ့ဒါဧည့်သည်လာတဲ့နေ့ကျတော့ချင်းချင်းဉာဏ်ပညာရှိပြီးတော့နောက်မှစားမိအောင်ကြိုးစားပါသဘောပေါက်လားပြိဿလိမ္မာတဲ့မိမဒူးတုတ်ကြွေးတာဗျရင်ကောင်းအောင်ရင်ခတ်ဖို့ရက်တောင်လေးကင်နေအယိုးဖြစ်တော့တင်ကြွေးတယ်လိမ္မာတဲ့မိမခုခေတ်ကတော့သင်မကြွေးပါဘူးအသားသူတို့ဖဲ့စားခုခေတ်မိမတွေမဝါနိုင်တဲ့ခေါင်းကြီးကြလင့်မခံများတဲ့ဇွက်ကလေးပြစ်ထဲလိုက်ကြုံမဝါတတ်လို့ဒီထဲမောင်မင်းကြီးသားတွေကလည်းအလိုက်ပြောရှာတယ်ခေါင်းစားမင်းဖြစ်သဟာကြွမ်းနေဟာသူဟာနဲ့သူတော့တဲ့နေတာပေါ့ဗျာမှတ်ထားကြဒုတုတ်ကျွေးရတဲ့ကဲကောင်းအောင်စားပါတလောက်ဆိုတော်ပါပြီလေရှေ့ဆက်ကြအောင်လို့ကျုပ်ကလည်းဘေးအလွန်ရှာရှည်ထွက်တတ်တဲ့ဘုန်းကြီးဆိုတော့ပရိကအုပ်ဟောနေရကဲတရားနာပြည်သားကောင်းအောင်စားပါဆိုတာပြီးပါစေပေါ့နမဘယ်လောက်ပြီးသွားတော့နမ8ကပါပါလေ
ကောင်းအောင်အိပ်ပါကောင်းအောင်အိပ်ပါဆိုတာဒီမဲ့တရားနာပိဋကဖန်ကရင်မှန်ကရင်ကြီးနဲ့မှုရကြီးတထောင်လောက်နဲ့နိုင်လွန်ချင်းလောင်ကြီးနဲ့အိပ်ဖို့ပြောနေတာမဟုတ်ဘူးကောင်းအောင်အိပ်ပါဆိုတာငါသမီးလင်းသားနဲ့ရောက်ခမကစီးပွားရေးရှာဖွေပြီးတော့ခေါင်းအောင်နဲ့ခေါင်းနဲ့ကပ်ရင်မောမောပန်းပန်းနဲ့ပျော်တတ်တယ်ဒါကြောင့်ငါသမီးကနောက်မှအိပ်ပါလင်းသားနဲ့ရောက်ခမအရင်အိပ်ပါလေကိုကနောက်မှအိပ်မနဲ့ကြပြန်တော့လေငါသမီးကအရင်ထားအိမ်မှုကိစ္စကိုလုပ်ပါနောက်မှအိပ်ဆိုတာနော်တရားနာပိဋကသတိပြုကြဂျူတီအဆောင်ခိုင်းအဲ့ဒါကျတော့ကောင်းအောင်အိပ်ပါဆိုလိုပြီနမဘယ်လောက်ပြီးသွားတော့နမ9ကပါလိမ့်အမီးလောက်ကျွေးပါဆိုတာလေလင်သားနဲ့ရောက်ခမပြောတာအခုခမည်းတော်ရှိတဲ့မီးကတဘဝတည်းကလောင်နိုင်တာမီးပုံနဲ့ခုန်ချရင်လင်သားနဲ့ရောက်ခမကိုမယိုသေးကအပယ်မီးထီအောင်ခံရတတ်တယ်ဒါကြောင့်လင်သားနဲ့ရောက်ခမကိုတယိုတသေးလှုပ်ကျွေးပါညအိယာခင်းပေးပါညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးပါမှတ်သွားကြနော်တက္ကမတွေလည်းမှတ်သွားပေါ့တက္ကရာတွေလည်းဘုန်းကြီးတရားနာပြီးတော့တရားပြခြင်းပြပေါ့ဟုတ်တယ်လေအိယာခင်းလေသင်ဘုန်းကြီးတရားနာလိုက်တယ်မဟုတ်လားအိယာခင်းလေပြောရတယ်ဗျအိယာပတိခင်းပေးရတယ်တက္ကမတွေဒါပတိခုခေတ်တက္ကမတွေကတော့သူတို့မခင်းပါဘူးအိယာခင်းပြင်းလို့ရှိရင်အိတ်ချိန်ကြကလေးချီပြီးတော့သားလေးအိတ်နေလို့တဲ့လက်မအားလို့တဲ့သွားခင်းကြီးတော့ဆိုမောင်မကြီးသားသွားခင်းလိုက်ခိုင်းတဲ့ခန္ဓာတဲ့တချို့မိန်းမတွေကမထမ်းတော့သေချာအိယာခင်းပေးရတယ်ဗျညောင်းလို့ရှိရင်နင်းနှိတ်ချိုးဖဲ့ပေးရမတဲ့တက္ကမတို့ရှုံးတယ်လည်းမအောင်မေ့နဲ့တကယ်မိမ့်မလိမ့်ပါကယောက်ျားဘဝဆူတောင်းနေရင်လင်းကိုနတ်ကဲ့သို့ယူသေးပြီးတော့အဲ့ဒါလိုပြုစုရတာဗျို့ခုခေတ်တော့နင်းနှိတ်ချိုးပေးမထင်ပါဘူးတက္ကမတွေမေးလည်းဖြေမှာမဟုတ်ဘူးတက္ကတွေလည်းမေးရအောင်တက္ကတို့ညတိုင်အနင်းနှိတ်ချိုးဖဲ့လေးများခံရရဲ့ပုံမလင်းလင်းမရှိတာနော်ခက်ရှက်ရှက်နဲ့များဖြေနေလားမသိပါဘူးနမဘယ်လောက်ပြီးသွားလဲနမ30ရပါလိမ့်အေးဥနတ်ကိုရှိခိုးပါအေးဥနတ်ဆိုတာတရားနာပိဋကလင်းသားနဲ့ရောက်ခမပြောနေတာပဲလင်းသားနဲ့ရောက်ခမကိုညတိုင်းရှိခိုးပြီးတော့မှအိပ်ရမတဲ့ပိဋကရှိခိုးအိပ်တဲ့မိမရွေးထုတ်ရင်မေးရတာအာနန္ဒာနဲ့ကြီးဟောနေရတက္ကမတွေရှိခိုးအိပ်ကြနော်ဒီတရားဟောရတာလည်းသိတော့ဟာမကြဘူးငစုံမဲ့ဒီတရားသွားဟောတယ်တက္ကမတယောက်ကစိတ်ကူးနဲ့ပြန်တယ်ဗျဟုတ်တယ်ဘုန်းကြီးဟောတာအိမ်ကြရှိခိုးတာကောင်းခက်တယ်ဘယ်တော့မှလည်းရှိခိုးဘူးတာကမဟုတ်ဟေးရှင်းမခိုးဘူးတော့လည်းကတိကတ္တကြီးသေခြင်းဆိုကလည်းသူရှိခိုးကန်းတက်မှာရှင်းလက်ခိုးရင်လည်းကန်းတက်မှာလည်းကြောက်အလေထူပါဘူးအိမ်ကြမှာအိမ်နေတုံတိတ်ရှိခိုးတာကောင်းတိတ်ရှိခိုးမယ်ဆိုပြီးပြန်သွားတဲ့ဗျကျုပ်တရားနာပြီးတော့ညကြတော့ရှိခိုးမယ်နေ့ဆိုတော့တရားနာပြီးတော့ကောင်းမှုကြုံကြီးနဲ့ပျော်ဘူးတဲ့အကြံရှိတဲ့နေ့ပဲပျော်လိုက်ရှိခိုးခြင်းလို့မေးတယ်တော့အိပ်ပလားအိပ်သေးပါကွာစောကြီးရှိသေးအိပ်သေးမခိုးသေးဘူးကန်းတက်မှာကြောက်တော့အိပ်ဒီလိုနဲ့မနဲ့မိုးလင်းတော့လဲလင်းလောက်တဲ့လူကလှဲပေါ်တက်လူသမင်လေပြန်လေးနမရေသောကနီမောင်ကြီးမှာခဲ့မယ်ကွယ်နမရေမှာပြီပြိဿမောင်ကြီးမရှိတော့လေလိမ့်လိမ့်မမနေရပါကွယ်ညောင်ရေအုပ်လောက်ပါတော့ပြောဗလားလောက်ဘူးမဲလာမကြဘူးလားဟိုကမောင်မကြီးသားခေါ်တယ်အိတ်ချင်အောင်ဆောင်ပြီအဲ့ဒီတော့မှမိမကစောင်ကြုံလေးဖွင့်ငုတ်တုတ်ထိုင်မောင်မင်းကြီးသားတော့မောပမနဲ့အိတ်ရှာပြီရှာဖွေလုတ်ကန်ကျွေးပြီးတော့ရှစ်ခိုးတာကောင်းရင်ကမှန်တင်ဂုံပေါ်ကမိခွက်ကြီးကလည်းမှုတ်သေးဘူးခြေရင်းကပဝါလေးပခုံးတင်လို့မောင်မင်းကြီးသားများလှုပ်ကျွေးလို့စားရဝရလှူရတန့်ရအနှောက်ရှင်အန္တရာယ်ကင်းမိတဲ့ဘယင်းများကောက်ချင်တာတောင်းမသာမိကလာအသာမိကလာမေးပြီးမှကောက်တော်မူကြဘယင်းဆိုတဲ့လူမျိုးလည်းမေးယုံမေးတာပါကောက်ချင်စို့ပါဗမာရာဇဝင်တွေလည်းခင်ဗျားတို့သိသားနဲ့တ
ဒါကြောင့်အနှောက်အယှက်အန္တရာယ်ကင်းမေတဲ့ပြစ်မှားမိသမျှကာယကံဝစီကံမနောကံတို့မှာပျောက်ပါစေခြင်းကဩကာသအစချီမောင်မင်းကြီးသားကငြိမ်ငြိမ်မနေဘူးထအထိုင်အဟိလို့လှုပ်လိုက်သူထအထိုင်အဟိလို့လှုပ်လိုက်အချင်းသောနင်းငါရကြောင့်ရှိမခိုးခြင်းနင်းငါရကြောင့်ရှိမခိုးခြင်းဘဝလွင့်မကြပါဘူးရှေးငြိမ်နေလိုက်ပြီးတော့ကဟမ်းကျောင်းပါဘူးရှေးခိုးတာငြိမ်နေလိုက်ပြီးတော့ကမြင်းကျောင်းဝင်ထသေးတာဒါကြောင့်ဒကမတွေကလည်းရှေးခိုးအိတ်ကြတကားတွေကလည်းရှေးခိုးခြင်းအောင်နေကြပါလို့မှားလိုက်ပါရစေ။တောင်ရဲ့ရှေးခိုးခြင်းခိုးနေမှာရှေးခိုးပြန်လည်းငြိမ်နေတဖြည်းကြီးနဲ့ဒီနေ့တစ်မျိုးဟာဆိုသေခြင်းဆိုနောက်မခိုးဘူးသာအောင်မိတော့။ကဲလင်သားနဲ့ရောက်ခမရှေးခိုးအိတ်ရမယ်။နံပါတ်ဘယ်လောက်ပြီးသွားတော့နံပါတ်30ပြီးသွားပြီဗျ။လေပိဋကဝိသခမကောင်းနေတဲ့ထုံးစံလေပိဋကဝိသခဆုံးမ10ချက်ဆက်လျင်းလွန်းလို့ဘဟုတုတအတွက်ထဲ့ပြောတာပါယူသွားကြနောင်တူမလေးတွေသမီးလေးတွေမိမကလေးတွေဆုံးမရတာပေါ့ဟဲ့ငယ်ငယ်ရွယ်ရွယ်ဖြစ်တဲ့ငတ်နှမများကလည်းဩမိမများလိမ္မာတယ်ဆိုတာမိမလိမ္မာဝိသခကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါလို့အတုယူသွားကြကဲတရားနာပြိတ္တာအခုကြည့်လေဟိုမိမခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းနဲ့လိမ္ပြီးတော့ဆိုတာမိမလိမ္မာဝိသခာကြီးရဲ့အတုဒီလိုယူရမှာပါလားဟဲ့လို့အဲ့ဒါတညတာနေသွားတဲ့တန်ဒီခါခမရလဲလိမ္မာပါရဲ့လိမ္မာနဲ့နေပြီးတော့လာခဲ့ဆူမုံကောင်းနဲ့တောင်းပြီးတော့လာခဲ့သောလေတရားနာပရိသတ်ရေမေ့ပျောက်နဲ့နေလာလိုက်တာတညတာနေသွားတဲ့တန်ဒီခါတာသူမသိရှာဘူးတဲ့ဗျအိမ်နောင်နဲ့ကနဦးအစဆိုလို့အေးလာခဲ့ဒီတော့ရောက်ခမကြီးကမေးတာပေါ့ညီကြည့်ရတာသိမဟုတ်ဘူးထင်တယ်အိုးမင်းလည်းနားရှက်စရာကြီးဘာတွေလျှောက်ပြောမှလည်းမသိဘာမှလည်းမသိဟုတ်လည်းမဟုတ်ပဲနဲ့မသိလဲမသိပြောတဲ့စကားလည်းမရိပ်စမ်းပြီးတော့ဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်းတွေမသိပဲနဲ့ရင့်လာခဲ့ရမှဒီလိုနဲ့ဟုတ်ပါဘူးနေလာခဲ့တဲ့ကိစ္စတဖြည်းဖြည်းတန်းတွေကရင့်လာခဲ့ရတာကိုပိဋကအဲ့ဒီလိုနဲ့တညတာခတဲ့တန်တွေမသိပဲနဲ့ရင့်လာခဲ့ရမှတဖြည်းဖြည်းနေ့စဉ်ရက်စီကြီးရောက်လာတော့ရောက်ခမအညိုးချင်းခံရယုံနေမကဒီကနေ့တော့ခေါ်ပြီးပြိဿကြီးဟေးတပေါင်းမလာခဲ့စမ်းဒီကိုမင်းလည်းငေါက်လိုက်တာတညှိကြောင်အေးမိမယုံထွက်တော့ညီထွက်တော့ငါမေးတော့ကညီမဟုတ်ဘူးဆိုအခုညီကိစ္စဘူးပေါ်တယ်လို့ပေါ်ပါဘောလားအေးဟေးဒီမဲ့ငါတို့ကတော့အသက်ကြီးညီတို့တဲ့တဏိတာလို့ဂဗ္ဗနမိတ်တွေပေါ်တော့ငါမေးကြတယ်မဟုတ်လားအေးဒီသာမှန်နော်ဂဗ္ဗနမိတ်ဆိုတာတန်တေတီတဲ့နမိတ်ပြောတာတန်တေတီတဲ့နမိတ်ဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟို့ဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုံပါပြီဟာကုန်ပါပြီဆိုတာကလည်းဘုန်းကြီးတို့သိပြောလို့ကောင်းတာမဟုတ်ဘူးဓမ္မရာယဆိုင်ရင်တို့စံပြား6တသွေးတစ်ပြည့်ပြည့်ချောင်းတဟို့ဟိုဆိုတော့မကောင်းလို့လျှော့ထားတာဒါပတိကုံပါပြီဟာကုန်ပါပြီကျုပ်ကလည်းကျုပ်ပဲစက်မိပြောတတ်တဲ့ဘုန်းကြီးဒါကြောင့်လည်းတော်တော်အပြောခံရကဲရှိသေးတော့လေတရားနာပြိဿငါမေးတော့ကညီမဟုတ်ဘူးဆိုဒါဖြင့်ငါသိလို့မေးခဲ့တယ်အေးဒီမဲ့ညီကြောင့်ငါသားပြန်မရောက်တာအမအေးဒီမဲ့အခုညီမလိမ္မာလို့ငါသားအိမ်ပြန်မရောက်တာမိမယုတ်ထွက်တော့ညီမျက်နှာကြည့်ရငါမီးကြည့်ရနေကြည့်ရလည်းလို့ပူတဲ့ဟဲ့ဒီမဲ့ညီရှိတော့လေလေတပီကုံမှာတပီကုံတာပဲအေးပိုးနေတာပဲဒါကြောင့်ထွက်ညီငါအိမ်မနေနဲ့မရဲ့ဒီလိုလည်းမပြောပါနဲ့ဒီလိုလည်းမပြောပါနဲ့သမီးမြေပြင်းနေပြီးတော့ခရီးပြင်းနှစ်ကုတ်တက်တက်ကြီးနဲ့ဘယ်လိုသွားရပါမလို့အမေရဲ့မသွားရစေနဲ့သမီးပဲစီသွားလို့ပဲဒီလာရမှာတော့ဟေးဓမ္မညီပါညီဘယ်မဲ့မေရဲ့အောင်သေးပေါ့အေး
ငါသားပြန်မရောက်တာညီကြောင့်ထွက်မေဒီလိုလည်းမပြောလိုက်ပါနဲ့အမေသားပြန်လာလို့အမေသားကသူနဲ့ခါတဲ့တန်နေမဟုတ်ဘူးဆိုရင်ဖြင့်သမီးလေထွက်ပါမယ်မေရဲ့နဲ့ညီဒါကြီးမိမကြီးရှောက်ပြောကုန်ပြီထုတ်ကြီးငါသားနားမလဲခန့်နိုင်ဘူးအေးအတိမခန့်နိုင်ဘူးအေးခန့်နိုင်ပါမလားလို့တရားနာပြိဿကြီးသူဆိုနေပြီသို့တော်လဲဟိုခမရမတော့လင်းသားနဲ့တညတာနေလို့ခတဲ့တန်ဒီမှန်ပါရဲ့လိမ့်လိမ့်မမနေခဲ့တာလဲမှန်ပါရဲ့မဖောက်ပြန်တာလဲမှန်ပါရဲ့သို့တော်လဲတညတာနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တတ်လို့ကြည်တရားနာပြိဿအတ္တနဲ့မခနိုင်ဘူးလို့ရောက်ခမယူဆနေတယ်လေပြိဿမှတ်သွားကြနော်မိမပိုင်ကာမတတ္တဝါတွေဆိုတော့ဒီနေရာသင်္ကန်းစာများများယူသွားကြအောင်အမှုမဲ့အမှတ်မဲ့ဖြစ်တတ်လို့ကြည်တရားနာပြိဿတညတာနဲ့မရဘူးလို့ဆိုပေမဲ့လို့ကျမ်းဂန်အရှိသိကြတဲ့ပုဂ္ဂိုလ်တွေကြတော့လေသန္နပစ္စောတာမင်းချက်ပေါ်ကင်းကြော်လို့တန်နေခါဆိုကိုဗျဒိဋ္ဌမင်္ဂလိကာရဲ့ချက်ဖယားအလောင်းမာရင်ကလက်မှတ်နဲ့ရစ်လို့တန်နေခါတယ်ဆိုတာတွေတယံတစ်စစ်ယူအပ်တဲ့တန်နေတွေရှောက်ပြောလဲဆုံးနိုင်မှာမဟုတ်လို့တညတာနဲ့တန်တွေမခဘူးလို့တော့မထင်ကြနဲ့အခုတညတာခတဲ့တန်တွေမျိုးအဲ့ဒါမယုံဘူးဆိုပြီးတော့မဟုတ်ဘူးဆိုပြီးတော့ဇွတ်နှင်ထုတ်နေတယ်ထွက်တော့အေးဒီမဲ့ငါသားပြန်မရောက်တာညီကြောင့်လင်းသားခရီးသွားကြအိမ်ကမိမအနေထိုင်မမှန်လို့ရှိရင်ခရီးသွားတဲ့လင်းသားခလုတ်ထိစူးညိတယ်ဆိုတာလေညီလေလူတော်တဲ့နေပြီးတော့လူပြောတဲ့အတမှညီမကြဘူးလားအေးငါသားခလုတ်ထိစူးညိတာညီကြောင့်ထွက်တော့မိမယုံညီမနေနဲ့ထွက်တော့နေမိပြုတ်ရှားတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြိဿကြီးမိဒုက္ခထွက်ပလားပြောရောက်ခမကြီးကြော့ပြီးတော့ဘာကမှမသိရှာတဲ့မိဒုက္ခတာဝတိအိမ်ကထွက်ရရှာပြီပေါ့ပြိဿကြီးမိဒုက္ခထွက်ပလားပြောပါဦးရေမိဒုက္ခပဲစီမှန်းပြီးတော့လိုက်လို့ရှာရပါမတော့မိဒုက္ခရဲ့ဖြစ်နေလာပြီးတော့ကြည့်လဲပါဦးမောင်ကြီးရဲ့ရိုးရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီထုတ်လို့ဟောဒီမိဒုက္ခကြီးထွက်ရတော့မယ်မောင်ကြီးရဲ့ပွဲတယ်ဆိုရင်လွန်ကန်ဆွေးကနဲ့ထွက်မှာပေါ့ဘုန်းကြီးဆိုတော့လေရိုးရိုးထွက်ရမှာကဲမိဒုက္ခထွက်သွားပြီရာဇကြိုမျိုးခရီးသွားတဲ့လင်သားထံမှန်းပြီးတော့လိုက်သွားလိုက်တာသစ်တပင်းအောက်ရောက်တော့တခါနာသစ်ပင်မောကငှက်ကလေးများကလီချင်းရှက်လို့သူတို့ဘာသာဘာဝမြူကြတွန်ကြတော့မိဒုက္ခညှိလှောင်းနေတာနဲ့တူပါရဲ့ညှိပြောင်းနေကြတာနဲ့တူပါရဲ့သူတို့မတော့လီချင်းရှက်ပြီးတော့အဖော်စုံလင်းစွာနဲ့ငါမှအဖော်ကွဲတဲ့မိမသားလောင်ကြတာလားငါ့ကိုပြောင်းကြတာလားနဲ့ညီးရင်တွားရင်နဲ့ပဲတစ်တပင်အောက်ရောက်တော့တခါနာအမော်ပြေတော့ဆက်သွားနဲ့သွားလိုက်တာရာဇကြိုမြို့ပေါက်ကကျွတ်တူဇယကြီးတစ်ခုပေါ်ရောက်ပါပြီဗျာအဲ့ဒီရာဇကြိုမြို့ပေါက်ဇယကြီးတစ်ခုရောက်တဲ့အချိန်ခါမှာအမောပြေသွားဟန်ကြလိုက်တာမိဒုက္ခညီလေခြိသလုံးအိမ်တိုင်ဘဝနဲ့နေခဲ့ရဒီဇယကြီးအိမ်တော်ဖွဲကမှဘာမှမကြသေးဘူးအတွင်းကနေ့စိရက်စိကမ္မဇလေကနှင်လိုက်ဟေးဒုက္ခပါပဲဘယ်တော့မှမကြုံဘူးတဲ့ကနဦးဒုက္ခကြီးငါတွေ့ရတော့မထင်ရဲ့ပြုံမောင်ကြီးရဲ့မိဒုက္ခဖြစ်ရင်လာပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လုံးနဲ့လည်းပြန်လာပါဖြင့်လားငါတယောက်တည်းကုသူမရှိကဲသူမရှိနဲ့ဒီဒုက္ခကြီးခံစားရတော့မှာပါပဲလေဂိုင်းဇရက်ပေါ်ပြီးတော့မြင်လဲပါဦးမောင်ကြီးရဲ့အလိုဖယားမျက်လည်းပြပွားမြောက်ဆိုကြပါဗျာငါတယောက်တည်းသို့တော်လည်းပဲ
ကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်သေးလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿပွားမြောက်ဆိုကြပါစို့ဗျာသို့တော်လည်းပဲကနဦးအစတခါမှမကြုံဘူးတဲ့ဒုက္ခကြီးတွေ့လိုက်ရတော့တယောက်သေးလေအားကလည်းခက်ငယ်ငယ်ဆိုတော့မေ့မျောသွားရှာတဲ့ပြိဿကြလိုက်ပါမေ့မျောပြီးတော့သွားရမှမေ့ရလို့ထကြည့်လိုက်ဟဲအမလီယောက်ျားလေးဟဲ့ဟန်ကြလိုက်တာသားရဲ့ဟန်ကြလိုက်ပါပြီအမေအားကိုးပြီသားရဲ့မင်းအဖေနဲ့အမေပြန်မတွေ့ရတော့လေငါသားလေးနဲ့အမေဒိုးရူပေါင်းမဲ့လှုပ်ရှားမဲသားရဲ့သားရဲ့အမေအားကိုးပြီသားရဲ့ယောက်ျားလေးဆိုမိခင်များသိအားကိုးငါညီများလည်းအားကိုးရရောက်ကြပါစေကွာအားကိုးရရောက်အောင်လည်းကြိုးစားဟဲ့ခုခေတ်မိန်းမကြီးတွေညီးတာတော့ငါကြားရတယ်ယောက်ျားလေးမမွေးကျင်တော့ဘူးဘာပြုလို့တုံးဆိုတာကိုစဉ်းစားပေါ့ငါဘာတွေလုပ်နေတုံးလို့မိန်းကလေးတွေကမှကိုပြီးရင်ပြီးလိန်ပြောကြရတဲ့အားကိုးတာအားကိုးရရောက်စေခြင်းလို့ထပ်ပြီးသတိပေးနေတာပါဟဲ့ကြည့်ခုသားယောက်ျားလေးဆိုတော့ဟန်ကြလိုက်တာအမေအားကိုးပြီကွသို့တော်လည်းငါသားနေအောင်နော်အမေခန္ဓာကိုယ်ဆေးရင်ကြောရင်ငါသားအတွက်လေအမေရေရှာရင်သွားအောင်မကွဆိုပြီးတော့ထွက်သွားလိုက်တာပရိသတ်ကြီးမိဒုက္ခလဲထွက်သွားရောရာဇဂိုမျိုးတွေကသူ့ကြွယ်တယောက်ထွက်လာဟာခလေးငိုတံပါလားကြည်စမ်းဇရပ်ပေါ်မိခင်မရှိဖခင်မရှိနဲ့ဒီကလေးတန်တဲထူးဆန်းနေဆိုပြီးဇရပ်ပေါ်တက်သွားဟာနီထွေးတွေမွေးဖွားကာစကလေးပါလားတဲ့မိုက်တဲ့မိမကာမစိတ်ကြိုက်ကိုအလိုလိုက်ပြီးတော့ပြောခြင်းသလိုပြောပါခြင်းသလိုပါနေခြင်းသလိုနေပြီးတော့ကြည်စမ်းပါဗျာခွေးမွေးသလိုမွေးတာဖြစ်ခဲ့ကြတဲတော်တဲ့မိမတွေမှန်းဆိုပြီးကောက်ကြည့်လိုက်တော့ဟာယောက်ျားလေးဟာဟန်ကြပြီယောက်ျားလေးဟဲ့လူကလေးမင်းအမေကမကြလို့မွေးပြီးပြစ်ထားခဲ့ပေးမယ်လို့အဖေနဲ့ထိုက်လို့ရတဲ့သားအဖေသားပေါ့ဟန်ကြလိုက်တာကွယ်အိမ်ကသူ့ကျွဲကလေးကြီးကလည်းသားသမီးတယောက်မှတန်တေမခလို့ရချင်းလိုက်တဲ့သားသမီးသားသမီးလိုချင်တာမရအဖေကလည်းခဏအပြစ်တင်နေကွညောင်ပွားပြီးတော့သားရမလားလို့ဆူတောင်းကန်းကောင်းလို့ညောင်ကိုင်းပြီးမသေးဟန်ကြလိုက်လေသားရဲ့လိုက်ခဲ့ပြီတော့ပြေးသားကြီးခေါ်သွားပါလားတက္ကမကြီးတွေကိုချင်းဆိုပေါ့မိခင်လို့သူဘလောက်ရင်ကျိုးလိုက်မတုံးရှေ့လဲဆက်နားထောင်ပေါ့လေလက်ခုပ်ထဲရေကလေးတွေခတ်စရာခွက်မရှိတော့တုံးနဲ့ပြောင်းလာလိုက်သားရဲ့မပြန်လာပြီသားရဲ့မိကနာရောက်ခြေပြားလေးထောင်းဟောငါထားတဲ့နေရာငါသားလေးမရှိပါလားတဖြည်းဖြည်းနဲ့လှေကားပေါ်တက်တဝက်လောက်ကြတော့တရားနာပြေးသားကြီးရှိတော့ပါဦးငါသားလေးငါထားတဲ့နေရာမရှိတော့ပါဘူးမရှိတော့ပါဘူးဆိုပြီးတရားနာပို့ပြီးတရားနာပြိတ္တလက်ခုပ်ထဲကရေတွေလည်းပြည်ကြပြီလေမိုက်ကနဲ့ဖြစ်သွားမျက်လုံးလည်းပြားလာဇယတ်တိုင်ကိုတရားနာပြိတ္တကြီးမလဲအောင်မနေထိမ့်ပြီးတော့ကင်ထားလိုက်ရတယ်ဒီလိုဇယတ်တိုင်ကိုမကင်ထားပြီးတော့သားလေးထားခဲ့တဲ့နေရာကြည့်မတွေ့ရကြည်စမ်းပါငါသားလေးဘယ်များလှိမ့်သွားပါလိမ့်မတို့မွေးကစားလေးပဲလှိမ့်နိုင်လိမ့်သို့တော့စိတ်ကထင်တာပေါ့လေတိုင်ကြားလေးတွေတဲ့ရှောက်ကြည့်အိမ်မြောင်တောက်တဲ့မှာမဟုတ်ပဲဘယ်တိုင်ကြားတဲ့ဝင်နိုင်လိမ့်သားပြောက်တော့ကြောက်ကြတဲ့ဘောထိတ်မွေပေါက်တယ်လို့နောက်တရားနာပြတာဖြာစုပ်အောင်လှန်ကြည့်ကြဘိုးမှမဟုတ်ပဲဘယ်တွေ့လိမ့်လက်တလုံးလောက်ရှိတဲ့ကြမ်းကြားလေးတွေကအောက်ငုံကြည့်စပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇရက်တစ်ခုလုံးလှက်ပပြေး
စပစီနှမ်းစီမှမဟုတ်ပဲဘယ်ကြနိုင်လိမ့်ဇယက်တစ်ခုလုံးလှက်ပပြေးမတူဇယက်အောင်ငုတ်ကြည့်မရှိတော့ပါဘူးတာရဲ့လူလေးရဲ့ရွှေသွေးရဲ့မလေးအမေပဲစီလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ကိုချိုးနေပြီမင်းအဖေနဲ့မတွေ့ပြီမယ်လို့အမေလေးပတ်သားလေးအကိုပြီးတော့ဒိုးဒူပေါင်းမဲ့လောက်ကင်ပြီးတော့စားမယ်အောင်မေတာတာရဲ့တရိတ်ဆန်လေးနဲ့တွေ့ပြီးတော့သေပေးကြီးများဆိုက်သွားလေသလားတာရဲ့မင်းကိုအမေပဲလိုက်ပြီးတော့ရှာရပါမတော့ဆရာအောင်ဆင်းမတွေ့ရတဲ့နောက်ဆုံးမိဒုက္ခညီဒုက္ခသေမအေးတော့မထင်ပါရဲ့အခရီးတစ်လျှောက်ငါလိုဒုက္ခရောက်တဲ့လူရှိမှရှိပါမလားကြည်စံခုတော့လင်းကွယ်တတကွယ်နဲ့ငါပဲဒီလိုက်ပြီးတော့ရှာရပါမတော့တာရဲ့ငါသားမရှိလို့ရှိရင်ဟောဒီလောကကြီးရဲ့အမေပဲလို့လုပ်ပြီးတော့ပျော်နိုင်မှာမတော့တာရဲ့ခြေဦးနဲ့ဒူးတဲ့ရသွားတော့မယ်မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့မိဒုက္ခကြီးရောက်ချင်ရရောက်ပါစေတော့သိတယ်ဟဲ့သိပါစေတော့သိတယ်သိပါစေတော့အမေသွားမယ်သားရဲ့ဆိုပြီးတော့တရားနာပရိသတ်ခြေဥတော်မုတ်ဆိုးကြီးကလည်းခြုံစားကတော်ကြီးတဲ့ အလိုကြည်စမ်းဖယားမုတ်ဆိုးကဖယားတာဟုတ်မထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူများသက်တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကျုပ်လည်းရန်ထားလိုက်ရတာပဲပြုသူများသက်တတ်နေတဲ့မုတ်ဆိုးဖယားတာမထင်ပါဘူးကဲထွက်သွားပြီလေကြည်စမ်းကဒိန်းကဘာနဲ့မိမသားပါလားတနာစရာကောင်းလိုက်ပါပြီအိုးသူခန္ဓာကိုယ်လည်းမတတ်မပြတ်နဲ့ဒုက္ခရောက်လာတဲ့မိမနဲ့သူရဲ့မျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့ပြည့်စုံလိုက်လေခြင်းတနာလိုက်လေခြင်းငါပဲလို့တနာမှမသိပါလားပရိသတ်ကြီးမှတ်နော်မုတ်ဆိုးကဟိုမိဒုက္ခမြင်တော့တနာတဲ့ပရိသတ်ကြီးမုတ်ဆိုးကြီးဘာပြုတ်တဲ့တော့မှတ်ထားကြလောကကြီးဘယ်ကမှမစဘူးနော်ဒုက္ခဖြစ်ခြင်းတဲ့လူတွေအဲ့ဒီတနာရာကကြီးစဖေကြီးမေကြီးတို့ငယ်ကျိုးငယ်နာစဉ်းစားပါလားခုတည်းထိတနာတော့ပေအထိတနာမှာအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းအဲ့ဒီတနာရာကစတာဗျဒုက္ခဖြစ်ခြင်းကြည့်ခုတရားနာပိဋကမုတ်ဆိုးကြီးကတနာတဲ့ကျုပ်ကလည်းစဉ်းစားတယ်ပိဋကသူများအသက်တွေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်နေတဲ့မုတ်ဆိုးကမိမတယောက်မြင်လို့တနာတယ်ဆိုတော့ဒီဆိုတော့ကြည့်ပြောမကောင်းလို့ဟုတ်တယ်လေခင်ဗျားတို့စဉ်းစားပေါ့သူများအသက်ကိုရက်ရက်ဆက်ဆက်တတ်နေတဲ့မုတ်ဆိုးကမိမတယောက်တနာတယ်ဆိုတော့ကဲစဉ်းစားလေတနာတာပဲဗျတနာမှာတော့ဓာကြီးကင်ထားတဲ့မုတ်ဆိုးဘယ်ခုတ်လိုက်မှာတော့ကြည့်ခြုံစားကစောက်မိမသားအတန်းသားရောက်အနန္တရောတော့ငှက်ကြီးတောင်ဓာကြီးကြစ်ကြစ်ပေါအောင်ဆိုးခြုံစားကထွက်လက်တစ်ဖက်ဆွဲဟိုက်တကယ်မပြေးဟောပေါင်းကြီးရေတော်သားကြီးလည်းကျုံမခုတ်လိုက်ပါနဲ့ကျုပ်လေလုံးဝလည်းစားမပါပါဘူးတော့ရွှေတို့ငွေစားလည်းမပါပါဘူးကျုပ်လေမိမအိမ်မဟုတ်ပါဘူးမိမဆွေးပါမောင်ကြီးရဲ့ခုတ်လိုက်ပါနဲ့တော်သားကြီးလည်းကျုပ်ကိုမတတ်လိုက်ပါနဲ့ဗျာခုတ်ပါရိုးလားဗျာမဲဟောဒီဓာကြီးနဲ့မပြောနဲ့ဒီမဲ့ဒုံနဲ့တူမောင်ကြီးကတပူနဲ့တောင်မရွယ်ဘူးဗျာခုတ်ပါဘူးလို့ပြောနေမှာဘယ်ခုတ်မတုံတနာတာကိုတနာတဲ့တမှုရိယကစကြရင်ဓာကင်တော်လည်းမခုတ်ဒုတ်ကင်တော်လည်းမရိုက်တဏှကင်တော်လည်းမပြစ်တဲ့သဘာဝကာမတတ္တဝါတွေရဲ့ထုံးစံနော်ကြည့်အခုမုတ်ဆိုးကြီးခုတ်ပါရိုးလားဗျာလို့ဆိုပြီးတော့မောင်ကြီးကတဏှလို့တဲ့ပိဋကကြီးတဏှလို့ဆိုပြီးတော့ခေါ်သွားလိုက်တာဘယ်ထီအောင်တဏှလိုက်တယ်လေလို့ဆိုတော့တော်တဲ့ရောက်အကျဉ်းလင်မရဘဝတဏှတာကစသွားတယ်
အကျဉ်းလင်မယားဘဝရောက်ပြီးတော့နေထိုင်လာလိုက်ကြတာဒီတော်တဲ့သွားမယားလို့သူကပြန်လာအိမ်ကစီကြိုးဒီလိုနေရင်ထိုင်ရင်နဲ့တရားနာပြိဿကြီးနောက်သမီးလေးတယောက်မုတ်ဆိုးကြီးနဲ့ဖွားမြောက်ပြန်ပါတယ်ဒီလိုသမီးလေးဖွားမြောက်လာတော့သမီးလေးကလည်းဥမမဲ့စားမမြောက်ကလေးလေးလက်ထဲပွေလို့မုတ်ဆိုးကြီးပြန်အလားကျိုးနေကြမကျိုးတော့ဟိုကဓမ္မကြီးနဲ့စိတ်ဆိုးကြည်စမ်းမိမယုတ်ဘယ်နဲ့ဗျာကနာလူကောက်ယူကျွေးမွေးထားအခုတော့ငါဂယုမဆိုင်ကောင်းလာရဲ့လို့တရားနာပြိဿကြီးဓမ္မကြီးနဲ့ခုတ်မလို့ပေပေတော့ဆိုပြီးပြေးအလားဟောသမီးရဲ့ညီဖေတော်အမေကိုခုတ်တော့မှာပဲနဲ့သူ့အသက်ဘေးကြောင့်ပွေထားတဲ့ကလေးပခက်ထဲတအားလွှမ်းပြစ်လိုက်ကလေးမလေးပခက်စွန်းနဲ့ခေါင်းနဲ့ခိုင်းမိပခက်ထဲသူ့ရိုက်နဲ့လဲတဲ့နဲ့ဖြစ်ပါဘူးဆိုပြီးထွက်ပြေးနောက်မုတ်ဆိုးကြီးမရှိကြသမီးကလေးပြန်ကြည့်နေတဲ့တရားကြီးမဟုတ်ပါဘူးသမီးရဲ့ကိုမချီကအမိတော်လေတတ်တော်ခဲ့ဤကဘာမီလောင်သားကိုချနဲ့ဆိုတဲ့ကဲ့သို့ငါသမီးအမေမချစ်လို့မသနာလို့တော့မဟုတ်ပါဘူးနှုတ်ချိုဝအောင်တိုက်ကျွေးပြီးတော့အမေလွတ်ရပြေးပါရစေတော့ဒီတရားကြီးမြင်ရင်ကြီးအဖေအမေတတ်တော့မှာပဲလေတအားတရားနာပြိဿရေမိဒုက္ခတအားထွက်ပြေးလိုက်တာဟောရာဇဂိုပြန်ရောက်ရာဇဂိုရောက်တော့လေသူများအိမ်ဘေးအဆွဲကလေးချလို့လက်ဖက်ရည်အိုးလေးကူးပို့လိုက်တလင်းလေးကူးကိုင်းလိုက်ထမင်းလေးကူးချက်လိုက်မောင်းလေးကူးထောင်းလိုက်ရေလေးကူးခတ်လိုက်နဲ့သူ့ဝန်းစာသူ့ရှာပြီးတော့စားခဲ့ရ14 6နှစ်လောက်ကြားပြန်တော့လေအဲ့ဒီမြို့ကလူငယ်လူရွယ်ဖြစ်တဲ့လူပြိုပေါက်ကလေးတယောက်နဲ့အိမ်အောင်ကြပြန်လေသူများတပင်လဲတပင်ထူတဲ့သူ့လဲမှမသိမလဲမှမသိထူလာခဲ့မိဒုက္ခဘဝခကြီးမြင်အောင်သာကြည့်ကြဒီလိုနဲ့တရားနာပြိဿနေထိုင်လာခဲ့ကြတော်တယ်ကမုတ်ဆိုးနေရတဲ့သမီးလေးကလည်းကြီးပြင်းတော့မုတ်ဆိုးကြီးခုတ်လို့ထစ်လို့ရတဲ့တန်ကားတွေဒီရာဇဂိုလားလာရောက်တော့အဲ့ဒီမိန်းမကြီးအိမ်ဖောက်တဲ့ဖြစ်နေတဲ့ပြိဿစာအိမ်တော့အိမ်ဖြစ်ပြီးတော့တရင်တနည်းကြီးပေါ့ဒီလိုတရင်တနည်းနဲ့နေပြီးတော့လာခဲ့ရတနေ့တစ်နေ့ကြတော့လင်လို့သူကအပြင်မဲ့ထွက်မှိုင်းနေမောင်ရဲ့မင်းဘယ်နဲ့ကြောင့်မှိုင်းတာတော့ငါများအပြစ်ရှိလို့လားရှိပါဘူးဗျာအသက်ကြီးတာကြီးယူထားလူထဲမှာတွဲမသွားဝင်တဲ့ဘဝဟုတ်တယ်ခမရတို့ခေတ်ကလည်းရတွဲသွားခြင်းသေးတာဒါကြောင့်ဘုန်းကြီးတွေလဲပြီးပြုတ်ကြကုန်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကအရက်သေးအကြောင်းမရှိမကြွရလို့ခေါ်တာဗျအဲ့ဒါနဲ့ပြီးတော့ဟုတ်တယ်ဒါဖြင့်ငါအသက်ကြီးတာလေးရမဲချပြီးပြစ်တော့မထားပါနဲ့ငါအသက်ကြီးလို့မင်းမပေါင်းသိရင်လေပြစ်တော့မထားပါနဲ့ကွယ်မင်းနဲ့ရွယ်သူလေတို့အိမ်မှာသားငါးလာရောက်တဲ့ကလေးမလေးဘယ်နဲ့တော့ငါနားချပေးစားမယ်လေကောင်းကျိတ်တာပေါ့ဗျကောင်းကျိတ်နဲ့နာမတိဖြူးမျိုးကကျွတ်တို့တရားနာလာတဲ့တကားတွေမေးရအောင်ခမည်းတော်ကိုမိန်းမကများနောက်တစ်ယောက်အပိုးရှာပေးမယ်ဆိုရင်တကားတို့ညင်းမယ်မဟုတ်လားအာနာပါနာနဲ့မေးရတာမန္တလေးဒီတရားသွားဟောလိုက်ဒကမာကြီးတယောက်ကဖွဲ့ဖွဲ့နှုံနဲ့ထရှောက်ညင်းမလိုက်ဖရာတဲ့ပေချင်းစိုးတွေရှာမပေးပဲနဲ့တော့ထွက်ကမြင်းရောထားကြလုံးအမလီတရားဟောရင်ကြုံရလေမန္တလေးမှာခံစားချက်ရှိထားတာနဲ့တူပါရဲ့ကဲရှိစေတော့တကားတို့မိမကိုယ်တိုင်ကနောက်တစ်ယောက်ရှာပေးတော့ဘယ်ညင်းလိုက်မတုံကောင်းကျိန်တာပေါ့ကောင်းကျိန်တော့မျိုးရိုးမစစ်ဖဲနဲ့ပေးစားလိုက်တာဟောသမီးကလေးနဲ့လင်းကြီးအမအဖြစ်နဲ့နေလာခဲ့ကြပြုဒီလိုနေထိုင်ပြီးတော့လာခဲ့ကြတရားနာပရိသတ်ကြီးတနေ့က၌ကြတော့လေယောက်ျားပြင်းတော့လေကြောခင်းနဲ့မိမပြင်းတော့ခြေဆင်းနေဦးစားတယောက်တည်းလေတန့်ဥတုတ်တာမိမရဲ့အလုတ်ကိုဖြူစီမပြောပါဘူးမန္တလေးစီပြောပါတယ်နေဦးစားလေးထွက်ဘုန်းကြီးတွေဆုံးကန်ကြွလာတာမမြင်ဘူးတယောက်ခါတယောက်ဒူးကြီးနဲ့ခွာနောက်ကသဲမမဲတုတ်ဒီထဲအောက်ကအတုတ်ခံတဲ့မိမကပြောလိုက်သေးဂျွတ်ကနေတုတ်တော့အမလီအရာကရှိလိုက်တာတန့်ဥတုတ်တာအရာကရှိပြန်တဲ့ကြည့်လေခုမိမပြင်းတော့ခြေဆင်းတယောက်တည်းလဲတန်းရှာကြတယောက်တည်းလဲတန်းရှာတော့တရားနာပရိသတ်အမကြီးကောင်တန်းရှာတော့ကိစ္စမရှိဘူးပေါ့ညီမလေးကောင်တန်းရှာတော့လေလက်ညှိုးလက်မနဲ့ကုတ်ခွဲလိုက်တဲ့ပရိသတ်ကြီးအမယုတ်ကြီးအတွင်းကပေါ်လာဟဲညီမအမကြီးလမ်းစားနဲ့ဘာတော့
ညီကောင်းကအမယုကြီးကြီးလိုက်တာဘယ်လိုဖြစ်တာတော့အမကြီးရဲ့ဒီအမယုကြောင့်မပြောပါရစေနဲ့ဟောဒီအမယုအကြောင်းပြောရင်ကျမအမေစိတ်နာလွန်းလို့ဖယားမဟုတ်ပါစေနဲ့လွဲပါစေတော့ပြောသားမကျက်သိမ်းလဲထားတယ်သိလဲသိချင်တယ်ရွာထဲမသားသေးလို့ကြည့်ချင်တဲ့မိန်းမတွေလို့ပေါ့ရထဲမသားသေးရင်ကြည်လဲကြည့်ချင်တယ်ညကြလဲအိတ်မပျော်ဘူးတဲ့ဒီမသားကြီးမျက်စိတွေကမထွက်လို့အခုလဲကြည်တရားနာပြိတ္တသမီးဖြစ်မှလဲကြောက်တယ်ဒါဝိသိသိလဲသိချင်တယ်ပြောသားမလို့ဆိုတော့ဒီလိုအမကြီးရဲ့ကျုပ်အမေမရှိဘူးတော့သေသွားလို့လားသေလို့ဟုတ်ပါဘူးတော့ကျုပ်ခုအဖေမုတ်ဆိုးကြီးနဲ့နေရတာတော့မုတ်ဆိုးကြီးနဲ့ဟုတ်ပါပြီဟုတ်နေပြီနဲ့တူပါရဲ့ကျုပ်လေအဖေပြောလို့သိတာပါတော့ကျုပ်အမေကကျုပ်ချီထားတော့လေအဖေကတော့တဲ့ကပြန်လာသူ့မကြိုကောင်းလားလို့ဓမ္မကြီးနဲ့ခုံလို့တအားပြေးလာတော့အမေကကျုပ်မတနာလို့ပခက်ထဲလွှင့်ပြေးဟောဒီတရားအမေကြောင့်ရတဲ့တရားမို့ကျုပ်အမေအကြောင်းဟောဒီအမတို့ပြောရင်စိတ်နာလုံးလို့အမကြီးရဲ့လို့လည်းပြောလိုက်ပါလိရောသမီးမလေးမသေးလို့တွေ့ရမေ့နိုင်ပါမလားလို့ပွဲတဲ့ဆိုလွန်ငံပေါ်ဗျာလွန်ငံပေါ်ကိုင်းလေပင်ဖက်ငိုကြပါရောဗျာသမီးရဲ့ပတနာလို့ပြစ်ထားခဲ့တာမဟုတ်ပါဘူးသေဖေးကြောင့်ငါသမီးလေးနှုတ်ချွတ်တိုက်ကျွေးပြီးအမေပြေးခဲ့ရတယ်သမီးရဲ့ဒီလိုလေပင်ဖက်ငိုနေကြတော့လင်လုတ်တဲ့လူထွက်လာပြောခင်ဗျားတို့ဘာဖြစ်ကြလဲရဖြစ်ကြလားမောင်ရင်ရဲ့ရံဖြစ်ရင်လေပင်ဖက်ငိုပါဒါပြဘာဖြစ်တာတော့ခင်ဗျားတို့အရာထဲကဘာပြောတော့ပြောပါဘူးကွယ်ကိုအကြောင်းနဲ့ကိုဖြစ်ကြတာအရာထဲကပြောလေဘေးကပြောတာဂယုဆိုင်နေအလုတ်တောင်လှုပ်စားရမှာမဟုတ်ပြောပါဘူးကွယ်ဒါပြခင်ဗျားတို့ကဘာလို့ငိုကြတာတော့ငိုဆိုကွယ်မျိုးမစစ်ရိုးမစစ်ပေးစားခဲ့မမေးမမြမ်းမဲနဲ့ပေးစားခဲ့ဟောတာငါသမီးကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြလို့မောင်ရဲ့တို့ငိုကြတာပါပဲလို့ပြောလိုက်တော့ဗျာခမည်းတော်ကတော်ကြသေးတာပေါ့ကွယ်နေတဲ့အမေနဲ့သမီးပြန်တွေ့ကြပဲလို့ကျုပ်ဘဝလောက်ဆိုးမထင်ပါဘူးဖယားလာပြမိဟဲ့တမျိုးနေပါဦးမောင်ရဲ့မင်းစကားဆန်းလာကြည့်လားဆန်းဆိုဗျာကျုပ်အဖေးမမရှိဘူးဗျသူကျွဲကြီးနဲ့သူကျွဲကတော်ကြီးကမင်းဖေးမမို့လားဟုတ်ပါဘူးဗျာအဲ့ဒါမွေးစားအဖေးမေဗျာကျုပ်အမေဟာလေကျုပ်ကိုမကလားလို့ဟောဒီရာဇဂိုမြို့ဘောက်ကဇယကြီးပေါ်မှာခွေးမွေးလို့မွေးပစ်ထားကြလို့အဖေမေမျက်နှာကိုကျုပ်ဖြူရလားမေလားတောင်မမြင်ရပါဘူးကျုပ်လည်းအစကသူ့ကျွဲကြီးနဲ့သူ့ကျွဲကတော်ကြီးဖေရင်မေရင်အောက်မိတာဟုတ်ပါဘူးဗျာသူများတွေပြောမှမွေးစားဖေမေဆိုတာကျုပ်သိရပါသဗျာလို့လည်းပြောလိုက်ရောလူကလေးဆိုပြီးမိမကြီးလဲသွားပြီမြို့ဟာဘယ်လိုဖြစ်ကုန်ကြပါလဲငါသားခေါ်ပြီးတော့လဲသွားတယ်ဘယ်လိုပါလဲပြုတ်ဒီမှာမရလို့ပေါင်းလာပြီးသားခေါ်ယုံလေးနဲ့အကြောင်းမသိပဲအမေပြောင်းခေါ်ဖို့အတော်ခက်တကူပြုတ်ဒီမှာဆိုပြီးတအားပြေးပြီးတော့လေဘဲအောက်လက်ကလေးရှိုးမျက်နှာလေးပေါင်ပေါ်တင်ပြီးတော့မေးလိုက်